ဒူးကကလာကလာစီတယ်အဆက်အရင်းပြရံမယ်အသူသိပ်ချက်ဖြစ်များတင့်ကိုအစစ်ဆင်းလျှော့ဖြစ်နေပြီလို့တွေးထင်နိုင်ပါတယ် ဒါကခန္ဓာကိုယ်သဘာဝအဟောင်းအရွယ်ဖြစ်မှုကြောင့်အများဆုံးတွေ့ရတဲ့အကြောင်းပါဒုတိယအချက်ကအစစ်ရည်ရောကြခြင်းအဲ့ဒါကိုအစစ်ချောက်ခြင်းလို့လည်းခေါ်တယ်ပုံမှန်အနေဖြင့်အစစ်ရည်အထုပ်ကလိုအပ်သလောက်ထုတ်ပေးပြီးရွှေရမှုကိုပျော့ပြက်စွာလုပ်နိုင်စေတယ်အစစ်ရည်ရောနေလာရင်အစစ်လှုပ်ရှားမှုပျော့ပြက်စွာမလုပ်နိုင်ဘဲအတန်ထွက်လာတတ်တယ်အကြီးအကျယ်အကြောင်းရင်းကအာဟာရလျော့နေမှုကြောင့်အယိုးပြော့လာခြင်းဖြစ်တတ်တယ်အမှတ်3သည်အယိုးဆိုင်ယောဂ rheumatoid arthritis ဖြစ်သည်အမှတ်4သည်အကြေးကြောရောင်ယောဂဖြစ်သည်ကြက်ကြောနှင့်အယိုးအကြားကိုဆက်သွယ်နေသောကြက်ကြောကြိုးသည်ပျက်စီးခဲ့ပါကအယိုးနှင့်တွေးဆက်ရာတွင်ညှိနေတန်ကြွေးဖြစ်စေပါသည်ဤအရာများသည်အယိုးနှင့်ဆိုင်ရာအဆစ်များကိုထိခိုက်စေသောပြဿနာများဖြစ်ပြီးကြာရှည်ထားလျင်ကျန်းမာရေးအတွက်အလွန်အန္တရာယ်ဖြစ်စေပါသည်သင်ဘယ်လိုအခြေအနေတွေကြုံတွေ့ခဲ့ပါသလဲအကြံပေးချက်ရယူရန်ဂျန်ဆရာဝန်ထံသို့ဓာတ်ရိုက်မက်ဆေ့ချပို့ပါသို့မဟုတ်မှတ်ချက်ရေးပါ